Jack ဆိုတဲ့ကောင်လေးကိုပြားဖို့တကောင်ကကိုက်လိုက်တယ်ဒါနဲ့သူ့အန်လို့စရာကောင်းလောက်အောင်လက်ချောင်းထဲကနေမူကျန်းတုံးတွေလိုပေါက်ထွက်လာခဲ့တယ် Jack ကလက်ကိုအမြန်ရည်နဲ့ဆေးချင်လို့လော်လျှော်ရေကန်မှာသွားဆေးလိုက်ပေမဲ့သူ့လက်ဖွားကစင်ကာနဲ့ကတ်သွားခဲ့တယ်သူကအားလုံးထုတ်ပြီးလက်ကိုဆွဲထုတ်ဖို့စူးစမ်းခဲ့တယ်ကျောင်းထဲကအနိုင်ကျင့်တတ်တဲ့ကောင်လေးကဒေါသထွက်ပြီးတိုက်လာတယ်ဒါပေမဲ့ Jack ရဲ့မျက်စီထဲမှာတော့သူ့လက်ထိုးတာတွေကအရန်နှေးကွေးတယ်လို့မြင်ရတယ်အကြောင်းအရာတစ်ခုလုံးရှုပ်ထွေးသွားပြီးနောက် Jack ကကျောင်းကနေအမြန်ထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှသာသူကကိုယ်တိုင်စွမ်းအားထူးတွေရရှိထားပြီဆိုတာသဘောပေါက်လာတယ်ဒါကြောင့်လမ်းဘေးကိုသွားပြီးစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ် Jack ကလက်ကိုနယံပေါ်တင်လိုက်ပြီးလွယ်ကူစွာတက်နိုင်ခဲ့တယ်သူ့လှုပ်ရှားမှုတွေကမျော့တကောင်လိုလျင်မြန်ပြီးလွတ်လပ်တယ်လို့ဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲ Jack ကကားတစ်စီးရဲ့အရေးပေါ်ဟွန်တန်ကိုကြားလိုက်ရတယ်အိုမင်းနေတဲ့အမျိုးသမီးတစ်ယောက်လမ်းဖြတ်နေရင်မထိန်နိုင်တဲ့ထက်ကားတစ်စီးကသူ့ဘက်ကိုလာနေခဲ့တယ်အရေးကြီးတဲ့အချိန်မှာ Jack ကအမျိုးသမီးကိုဘေးကနေတွန်းပြီးကယ်တင်လိုက်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ကိုယ်တိုင်တော့ထက်ကားကိုရှောင်ဖို့အချိန်မမီတော့ဘူး